ပြင်ဦးလွင်မြို့နယ်မှာမောင်ခိုပစ္စည်းတွေကိုကယ်ရီတဲပေးနေသူတွေထဲမှာစစ်တပ်နဲ့ရဲအရာရှိတွေကိုယ်တိုင်ပါနေပြီးဂိတ်တွေမှာလည်းတားဆီးငွေတောင်းနေကြသလိုနောင်ချိုကကိုတောင်တွေနဲ့ချိတ်ဆက်ပြီးမန္တလေးကိုပို့နေကြပါတယ်။ရှမ်းမြောက်ကကုန်စည်တွေကိုနောင်ချိုမြို့ထဲကကိုတောင်တွေမှာထားပြီးတော့ကာကြီးကားငယ်တွေနဲ့ပြင်ဦးလွင်ကိုဖျက်ပြီးမန္တလေးပို့နေကြတာဖြစ်လို့ပြင်ဦးလွင်တနယ်လုံးဝင်ငွေကောင်းလာနေပါတယ်။ 51လို့ခေါ်တဲ့လိုင်စင်မပါပို့ကုန်တွေကိုငွေတောင်းသူကတောင်းကိုယ်တိုင်ပို့သူကပို့နဲ့အဆင်ပြေနေကြပြီးပြည်သူတွေတနိုင်တပိုင်တဲတာမိရင်ဖမ်းဆီးတာတင်းစည်းတာတွေလုပ်နေတယ်လို့ကြုံရသူကပြောပါတယ်။တရုတ်ကုန်စီကိုကယ်ရီတဲပေးတဲ့သူတွေထဲမှာ DSA ထက်ကစာပေယုံတယုံလုံးလှုပ်ရှားနေကြပြီးဖမ်းပြီးတော့လဲနာမည်ပါသူတွေကိုအေးအေးယူမှုမရှိဘူးလို့အကြောင်းအရာသိရှိသူကပြောပါတယ်။လိုင်စင်မဲ့ကားတွေကိုတရားဝင်လို့ CB ကယ်ရီလုပ်နေကြတာဖြစ်ကလုံခြုံရေးထဲ့သူနဲ့လုံခြုံရေးထဲပါသူတွေအချင်းချင်းလက်ဝါးရိုက်လှုပ်ရှားနေကြကအထက်ကတိပင်မဲ့အေးမယူဘူးလို့ပြောပါတယ်။16မိုင်စစ်စေးရေးဂိတ်ကိုကြော်ဖြတ်ချင်ရင်ပြည်သူစစ်တွေကိုယ်တိုင်တဲယူဖြတ်ပေးပြီးစစ်တဲ့နေရာကိုကြော်ပြီးမှပြန်တင်တာတွေလုပ်ကြကတင်ကြေးအနေနဲ့ကျပ်3သိန်းအထိပေးရတယ်လို့ဆိုပါတယ်။ဝါဝင် X-ray ဂိတ်ဟာကောက်ယူရရှိထားကြတဲ့ငွေတွေနဲ့ဂျိန်ကနိုင်ဖက်မှာမြေတအေကကျပ်သိန်း400နဲ့ဝယ်ယူကြပြီးဖျားတီဖို့အထိလုပ်နေကြသလိုလွန်းကျော်တင်းချိုင်းပါရွှေ့ဖို့လုပ်နေကြတယ်လို့ဆိုပါတယ်။ပြင်ဦးလွင်အရှိပင်လင်ရွာလန်းပွဲကောက်လမ်းမကြီးမိသွေးဖို့လမ်းတွေမှာတရားမဝင်ကားတွေကိုအရာရှိတွေကကိတ်ကြေးတောင်းပြီးဖျက်ခွင့်ပြုနေတယ်လို့အရက်သားကားဆိုဖမ်းဆီးနေတယ်လို့ဆိုပါတယ်။ဖြတ်နေတဲ့ကားတွေမှာအရာရှိတွေရဲ့ကားတွေပါနေတယ်လို့ဝင်ငွေကောင်းတာကြောင့်လူချင်းတာတောင်မလုတ်ချင်ကြတော့ပဲဂိတ်ထိုင်နေပြီးရွာလန်းတွေပြက်တဲ့အထိလှုပ်ရှားနေကြတာလို့တီသူကဆိုပါတယ်။တရားမဝင်တင်တာဆိုပေမဲ့အဆိုပါကားတွေဟာအရာရှိပိုင်ကားတွေဖြစ်ပြီးတချို့ကားတွေကမန္တလေးနဲ့ပြင်ဦးလွင်ကတက်နဲ့ရင်းနှီးတဲ့လုပ်ငန်းရှင်ကားတွေဖြစ်တယ်လို့အတည်ပြုထားကြပါတယ်။ပြင်ဦးလွင်ဟာရက်တရားစီမံချက်ကြောင့်ရှမ်းမြောက်ကုန်စည်တွေကိုအရာရှိတွေဗိုလ်ချုပ်တွေကတည်ယူပို့ဆောင်တာကိတ်ကြေးတောင်းတာတွေနဲ့ဝင်ငွေအကောင်းဆုံးနေရာတစ်ခုဖြစ်လာနေပါတယ်။အခုချိန်ထိအေးအေးယူတာမရှိသေးပါဘူး။